ဘာနဲ့မင်းရဲ့နင်ကပထဲသားဆိုရင်ငါသမီးနဲ့သဘောတူထားရလေမင်းနင်းစီမလား不需要什么မင်းယူမဲ့မင်းကလေးကသူပါသွားပြီကွာငါပြောတာအဲ့တယောက်ပဲအပြေခေါ်လို့ရတယ်ကျွန်တော်ကဘာထဲမှာနင်းစီအစင်မပြေတော့ဘူးဆိုကျွန်တော်ကနင်းစီရဲ့ကဘာထဲကိုလိုက်သွားမှရလို့โอเคအနစ်ကဒီမိသားစုဒီမှာဖြစ်တတ်တဲ့ drama လေးပါကျွန်တော် character ကတော့ကျွန်တော်အရင်တော့လေဒီလို character အများကြီးရိုက်မှုပါတယ်ဒါပေမဲ့မတူတဲ့ဟာလေးကတော့ကျွန်တော်ကအရင်တော့တယောက်တည်းစိုးတာများတယ်ဒါတော့မိသားစုတွင်းမှာဖြစ်တဲ့ပြဿနာလေးတွေဆိုတော့ပိုပြီးကြည့်ရတာအနစ်သာရှိပါတယ်ဟုတ်မုန်းပါဘူးဘာဖြစ်လို့ကျွန်တော်မုန်းရင်ကျွန်တော်သေဥဆောင်လို့မရမှာလို့အပြေးတဲ့တယောက်အနေနဲ့ကြည့်တော့မုန်းလာနိုင်ပါတယ်ဟုတ်ဇာကားတိုင်းကတော့သူ့အားနဲ့သူခတ်ကြတာပေါ့ကျွန်တော်ကတော့ဒီလိုဟာတော့ကျွန်တော်ရိုက်နေကြကြတာမတူဘူးပေါ့နော်ခက်စစ်စင်တွေရိုက်ဘူးတဲ့အတွက်အရင်ကြီးလည်းလုံးယူကြတာမလို့ပါဘူးအဲ့တော့ဇက်လေးကြိုက်တယ်ပြီးတော့ဇက်လေးအရင်ကြိုက်တယ်ပေါ့နော်အဲ့လိုလေးလည်းတေးမဆောင်ဘူးလို့ကျွန်တော်ရိုက်တာအရင်ကောင်းတယ်မာကြီးစုံလုံးကြီးဟိုဒီကားနဲ့အကယ်ဒမီရရင်တော့အတိုင်းထက်လုံးပေါ့ပြောရမှာပေါ့ဟုတ်အကုန်ကြိုက်တယ်ကျွန်တော်အန်နီလေးလည်းကြိုက်တယ်ဟိုနေဝင်းကိုဒီလိုရက်ဆက်ရတဲ့ဟာတွေဆိုတော့ရုပ်မာရတဲ့ဟာတွေဆိုကြိုက်ပါတယ်ဟုတ်အဲ့တော့တကယ်ကလေးလေးကလည်းအရန်တော်ရှာပါတယ်အဲ့တော့လောက်ရတာအဆင်ပြေတာပေါ့နော်ကျွန်တော်လုံးဝမကြည့်ရသေးဘူးဒီကားကိုလုံးဝမကြည့်ရသေးတာအခုမှကြည့်ရမှာဟိုကျွန်တော်တီးတလောက်မတ်တလောက်လေးလုပ်တယ်လိုအပ်ရင်တော့ driver တင်ပေးတာပြောစရာပေါ့နော်ကိုကားလည်းသူတို့လာဝင်းရံနေသူတို့ကားလည်းကိုဝင်းရံနေအဲ့လိုတော့ပို့ပြီးတော့စီးလုံးလေးရှိတာအဲ့လိုရစီချင်ပါတယ်တော်ရဲလူရလို့ရစီချင်ပါတယ်ကျွန်တော်တို့သွားပြမသွားပြမသေးကြပါဘူးဟုတ်ရစီချင်ပါတယ်ရနာဘူလည်းညီမလေးလိုပါပဲချစ်ခင်လေးစားတဲ့တယောက်ဆိုတော့ရစီချင်တယ်ဘိုင်းဆုံးမှုတွေရအကုန်လုံးရစီချင်ပါတယ်